အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပါနီပူရီကိုလှုပ်စားပါမယ်အခုကတော့အာလူကိုရေစိမ်ပြီးမှ join ထားလိုက်ပါမယ်ရေစေးတာတွေကမပြတော့ပါဘူးเนาะမကြီးတီကိုရေနွေးနဲ့စိမ်ထားလိုက်ပါမယ်ရေစိမ်ပြီးတာနဲ့ဒီတစ်ဖက်မှာကတနန်ပြီးကျတူနီငရုတ်ဒီစိမ်ကိုတခါတဲ့အစင်သစ်လောက်ထားလိုက်ပါတယ်ကျတူနီကိုခွာတော့ပါမယ်သူများတော့မတိကျုပ်ကတော့ဒါမျိုးပဲလောက်တက်ဆိုတော့ဒါမျိုးပဲလောက်လိုက်ပါတယ်အတန်လေးကတော့တိခံပေးပါရှင်အဲ့ဒါပြီးတာနဲ့ရေစီးတာတော့မပြတ်တော့ပါဘူးအခုကတော့နနန်ပင်ကိုလီထားလိုက်ပါမယ်နနန်ပင်လီထားတာနဲ့ကျတူနီကိုလည်းတစ်ခါတည်းလီထားလိုက်ပါမယ်ငရုတ်ဒီစိမ်းကိုလည်းတစ်ခါတည်းလီထားလိုက်ပါမယ်နနန်ပင်လီထားတာဟာကိုတော့သူ့ရဲ့အရေကိုအချင်းရေလုပ်ပါမယ်တစ်ဖက်မှာတော့မီးမွေးနေပါတယ်မရနဲ့ပြောနေပါတယ်ဒီမှာတစ်ဖက်မှာကနနန်ပင်ကိုထောင်းပြီးမှသူ့ရဲ့အရေကိုညှစ်ပြီးမှအချင်းရေလုပ်ပါမယ်ပူစနမရှိတော့နနန်ပင်နဲ့ပဲလုပ်လိုက်ပါတယ်သူ့ရဲ့ကိုညှစ်ပြီးမှတမယာတီညှစ်ထက်လိုက်တယ်စားဟင်ချမုံငရုတ်ဒီစိမ်းကိုလည်းထက်လိုက်ပါတယ်ငရုတ်ဒီအမိုးကိုလည်းထက်လိုက်ပါတယ်အဲ့ဒါနဲ့အချွတ်အတွက်ကတော့မကြီးသီးကိုထက်ညက်မရှိတော့တကြားနဲ့ပဲဂျူလိုက်ပါတယ်အကျူတာနဲ့တစ်ဖက်မှာကအာလူချက်ပြီးဆိုတော့အာလူကိုခွာထားလိုက်ပါတယ်အာလူကိုခေါ်ထားလိုက်ပါတယ်အာလူခေါ်ထားလိုက်ပြီးတော့တခါတည်းကိုခဏလှုပ်ထားတဲ့ဟာအကုန်ထပ်ပြီးမှနယ်ထားလိုက်ပါမယ်နယ်ထားတာနဲ့စပြီးမှပါနီပူရီကိုစပြီးမှကြော်လိုက်ပါတယ်ဟုတ်ကဲ့ပါအစင်သိဖြစ်ပါပြီအဲ့တော့စားတော့ပါမယ်မလုတ်တက်လူရဲ့လဲစမ်းလို့ကြည့်ပါရှင်ကျွန်တော်လုတ်တက်တယ်လို့တင်ထားလိုက်ပါတယ်အတန်လေးကိုတီးခံပေးပါရှင်အဆုံးထိတီးပေးတဲ့အတွက်ကျေးဇူးပါရှင်